February လ14ရက်နေ့ဆိုလို့ရှိရင် Valentine Day နေ့တခုတည်းမဟုတ်ပါဘူးเนาะထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းကနေပြီးတော့သူ့ရဲ့ဘဏ် application ကိုသုံးရတဲ့ဖုန်းတွေအဆင့်မြင့်လိုက်ပြီ Android ဖုန်းသူက30ထပ်မြင့်မှသုံးလို့ရမယ် iOS က14အထက်မြင့်မှသုံးလို့ရမယ် application ကိုเนาะဘဏ်ကတ်ကတော့သူ့အနေနဲ့သူပုံမှန်တိုင်းသုံးလို့ရတယ်ဖုန်းအဝင်အထွက်ငွေလွှဲတွေပါတယ်အဆင်ပြေပြေနဲ့ဖုန်းနဲ့သုံးချင်တယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ပြောထားတဲ့ version အတိုင်းရှိမှသုံးလို့ရမှာဖြစ်ပြီးတော့အဲ့ထက် version နှိမ့်တယ် Android က30ထက်နှိမ့်မယ် iOS က14ထက်နှိမ့်မယ်73မရပါဘူးအဲ့ဒါကိုလာရောက်ပြောပြခြင်းဖြစ်ပါတယ် Valentine Day နေ့ပဲမှတ်မိနေနော်တကယ်လို့ကိုကဖုန်း application နဲ့သုံးတာများတယ်ဆိုရင်ဖုန်းနှိမ့်တာသုံးနေရင်73မရတော့ဘူးသူကဘယ်လိုမျိုးလုပ်ရမလဲဆိုရင်တစ်မျိုးပဲရှိပါတယ်သူရဲ့ version မြင့်တဲ့ဖုန်းကိုတဝဲပြီးတော့သုံးရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလက်ပြောပြခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ကျွန်မဟန်နေပါရှင်